ကောင်လေးတယောက်ဟာစံပင်တွေအရှိထားမင်းကလေးလိုဝတ်ဆင်ပြီးဘဲလေးကတင်တန်းကျောင်းကမင်းကလေးဝတ်လက်ခန်းထဲကိုခိုးဝင်ခဲ့ပါတယ်။သူဟာမင်းကလေးတအုပ်စုနဲ့အတူရေကစားလေးရှိပေမဲ့ရေချိုးတဲ့အချိန်မှာသူကယောက်ျားလေးဖြစ်မှမိဖက်မခံရအောင်လို့အမြဲတမ်းသူ့ရဲ့ရှိုးဝက်အင်္ဂါရက်ကိုတိတ်ဝိုင်းလိုက်ပတ်ထားလေးရှိတယ်။တိတ်ကိုပြန်ခွာတဲ့အချိန်တိုင်းခံရတဲ့နာကျင်မှုကမခံမရနိုင်အောင်ပြင်းထန်လုံးပေမဲ့သူကတော့အောင်းအီးသီးခံခဲ့ပါတယ်။ဒီနာကျင်မှုကိုရှော့ချနိုင်ဖို့အတွက်ဆိုရင်သူဟာရေငက်ခံပြီးရေတောင်မတောက်ပဲနေတတ်ကအတန်းစင်းပြီးမှသာရေကိုအဝကြီးတောက်လေးရှိပါတယ်။ရေချိုးခန်းဟာသူ့အတွက်တီးတန့်ဝတ်လက်ခန်းတစ်ခုဖြစ်လာခဲ့တာပေါ့။ဒါပေမဲ့မကြခင်မှာပဲဆရာမတယောက်ကသူ့ရဲ့ဖြစ်တည်မှုအမှန်ကိုအားလုံးကိုဖွင့်ပြောလိုက်ပါတယ်။အန်နေဖို့ကောင်းတာကစစ်တဘောထားကောင်းတဲ့မင်းကလေးတွေကသူ့ကိုလုံးဝစိတ်မဆိုးတဲ့အပြင်ကျောင်းမှာဆက်နေခွင့်တောင်ပေးခဲ့ကြတာကြောင့်သူ့စိတ်ထဲမှာခံစားချက်တွေရှုပ်ထွေးသွားခဲ့ရတယ်။တကယ်တော့ဒီကောင်လေးကချောင်းကြည့်ဖို့ရည်ရွယ်ချက်နဲ့လာခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့အိမ်မက်ကမင်းကလေးတယောက်ဖြစ်လာဖို့ပါ။စိတ်တဘောထားပွင့်လင်းတဲ့သူ့ဖခင်ကဆိုရင်သူ့အတွက်ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ကိုတောင်စီစဉ်ပေးပြီးအမျိုးသမီးဟော်မုန်းတွေပေးတောက်စေခဲ့လို့သူဟာတဖြည်းဖြည်းနဲ့မင်းကလေးတယောက်နဲ့ပိုတူလာခဲ့ပါတယ်။ဒါပေမဲ့လည်းကြီးထွားလာတဲ့သူ့ရဲ့အမျိုးသားခန္ဓာကိုယ်အစိတ်ပိုင်းတွေကတိတာလုံးနေသေးတာကြောင့်သူတစ်ပါးရဲ့အကြည့်ချင်းဆုံးပြီးစိတ်နှောက်ယှက်ဖြစ်ရမှာကိုရှောင်ရှားဖို့သူ့ရဲ့ရှိုးဝက်အင်္ဂါရက်ကိုတိတ်နဲ့ကတ်ထားရုံကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူး။ကံကောင်းတာကတော့သူ့ရဲ့ထူးချွန်ပြောင်မြောက်တဲ့အကပါရမီကြောင့်ကျောင်းရဲ့အတိအမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။ဒါပေမဲ့စိတ်ပညာရှင်တယောက်ကသူ့ကိုယောက်ျားလေးတွေကိုသဘောကျလားလို့မေးတဲ့အခါမှာတော့သူ့စိတ်ထဲမှာလုံခြုံမှုမရှိတယ်လို့ခံစားလိုက်ရတယ်။ဘာလို့လဲဆိုတော့သူဟာယောက်ျားလေးခန္ဓာကိုယ်ကျင်းထောင်ငယ်ကနေမလွတ်မြောက်သေးဘဲနဲ့အခြေအေးတစ်ခုကိုစတင်ဖို့ဆိုတာကိုမတွေးရလို့ပါပဲ။ဒါကြောင့်မို့လို့သူ့ဖခင်ဟာနောက်ဆုံးအဆင့်ခွဲစိတ်မှုတစ်ခုကိုစီစဉ်ပေးခဲ့ပါတယ်။ဒါဟာသူအမြဲတမ်းအိမ်မက်ခဲ့တဲ့မင်းကလေးတယောက်ဖြစ်နောက်ဆုံးမှာတရားဝင်ဖြစ်တည်ခွင့်ရတော့မယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတော့တယ်